relationship တစ်ခုမှာ past event တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကြော်ဖြတ်ရမလဲဆိုတဲ့အရာလေးကိုပြောပြမှာဖြစ်ပါတယ်เนาะလူတွေကကိုယ့်ရဲ့အတိတ်မှာတစ္ဆာဖောက်ခံရဘူးတာညှင်းပယ်ခံရတာချစ်သူကိုဆုံးရှုံးလိုက်ရတာမျိုးကပေါ့เนาะနှလုံးသားမှာအဲ့ဒီလိုမျိုးဖြစ်ပေါ်စေတဲ့အကြောင်းတွေကကိုယ့်ရဲ့နှလုံးသားမှာဒဏ်ရာတွေဖြစ်စေသွားပြီးတော့နောက်ထပ်ချစ်မဲ့ချစ်သူကိုပေါ့เนาะပို့ပြီးတော့တွေ့ကတ်တာမျိုးလှုပ်လာတတ်တယ်အဲ့လိုမျိုးလှုပ်လာတတ်တဲ့နောက်ဆက်တွဲအကျိုးဆက်ကဘာဖြစ်လဲဆိုတော့တချို့ကြတော့ငယ်ဘဝမှာကိုတမိုးထားချစ်ရတဲ့တမိုးထားချစ်ရတဲ့မိသားစုဝင်တစုံတဦးကိုဆုံးရှုံးဖူးတဲ့အချိန်မှာအဲ့လိုမျိုးအခြေအနေမျိုးတွေဖြစ်လာနိုင်တယ်အဲ့လိုမျိုးသူဆုံးရှုံးရတဲ့အတွက်ကြောင့်မို့နောက်ထပ်ကိုချစ်မဲ့ချစ်သူကိုထပ်ဆုံးရှုံးရမှာကြောက်ပြီးတော့သူကဘာတွေဖြစ်လာလဲဆိုတော့စိတ်မချတာတွေလိုတာထက်ပိုပြီးတဝင်းတူတာတွေပေါ့နော်အဲ့လိုစိတ်တွေအဲ့လိုစိတ်တွေဖြစ်ပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးတဝင်းတူခြင်းကိုဖြည့်ရှင်းနိုင်တဲ့နီးလန်းနေလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးရအချို့ကိုဟန်နီကပြောပြမှာဖြစ်တယ်ပထမချက်အနေနဲ့ပေါ့နော်ကိုအမြဲသုံးသပ်ဖို့လိုတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုအားမဆိုင်ပဲနဲ့အာယုံမဆိုင်ပဲနဲ့အားသာချက်တွေကိုလည်းကိုပြန်မြင်အောင်ကြည့်တတ်ဖို့လိုတာပေါ့နော်ပြန်ကြည့်တာကိုချီကျူးတတ်ဖို့လိုတယ်ကိုပဲဖြစ်တဲ့အတွက်ကြောင့်မို့တခြားလူတွေလိုမျိုးလိုက်နှိုင်းရှင်းစရာအကြောင်းမလိုဘူးလိုက်မနှိုင်းရှင်းမနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကကိုယ့်လက်ထဲမှာပဲထားရမှာပဲကိုပျော်ရွှင်မှုကကို့မှာပဲအပြည့်အဝရှိရယ်အဲ့ဒါလေးကိုတော့ပထမအချက်အနေနဲ့သိထားရမှာပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့ဘာပြောပြချင်လဲဆိုတော့ချစ်သူနှစ်ဦးကြားမှာပေါ့နော်လိုတာပွင့်လင်းမြင်သာတဲ့ဆက်ဆံရေးရှိဖို့ကအရေးကြီးတယ်တယောက်နဲ့တယောက်ကလျှို့ဝှက်ထားပြီးတော့ quality တိုင်းတွေကလည်း quality တိုင်းတွေမရှိဘူးပေါ့နော်တယောက်နဲ့ကြားမှာလျှို့ဝှက်ထားတာတွေရှိရဲအရင် privacy ထားတယ်ပြီးလို့ရှိရင်ချစ်သူနှစ်ဦးတွေ့ရမယ် quality တိုင်းတွေဆိုတာလည်းမရှိဘူးပေါ့နော်အဲ့ဒါတွေမရှိချင်းက quality တိုင်းအရင်ရေးကြည့်တယ်နော်ဟန်နီပြောချင်တယ်အဲ့ဒီ quality တိုင်းတွေမရှိချင်းကလည်းပေါ့နော်တန်တရားတွေနဲ့တဝင်းတူဒါတွေကိုပို့ပြီးတော့တယောက်နဲ့ပို့ဖြစ်လာစေတယ်ပေါ့နော်လောင်စာထည့်ပြီးသလိုပဲပေါ့နော်ဒီကိုတွေကလည်းတဝင်းတူတက်တယ်ဒီလိုတယောက်နဲ့အချိန်ပေးတာတွေ quality တိုင်းတွေမရှိတဲ့စီမှာပို့ပြီးတော့ဒီမိလောက်ရိုင်လေးပင်းသူလိုဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့အတွက်ကြောင့်မို့တယောက်ရဲ့အကြောင်းတယောက်ဖုံးကွယ်ထားခြင်းမျိုးမရှိသင့်ဘူးလို့ဟန်နီယာထင်တယ်ပွင့်လင်းမြင်သာမှုတွေရှိရမယ်တယောက်ရဲ့ခံစားချက်ကိုတယောက်ပွင့်လင်းပြောပြီးတော့နားလည်မှုရှိပြောဆိုဆက်ဆံကြရမှာဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ဟန်နီထပ်ပြောပြချင်တာကတော့ဘာလေးလဲ